အရှိတောင်အာရှနိုင်ငံအများစုကိုလိုနီလက်အောက်ကျခဲ့ပြီမေထိုင်းနိုင်ငံတနိုင်ငံနဲ့ဘာလို့လွတ်မြောက်နေခဲ့တာလဲဒီအချက်၅ချက်ကိုသိရင်တင်အံ့ဩတော့ပါလိမ့်မယ်ပထမဆုံးအကြောင်းရင်းကဘရင်ယာမာလေးနဲ့ယာမာငါတို့ရဲ့ညံရည်မြင့်တဲ့အုပ်ချုပ်မှုပါအနောက်နိုင်ငံတွေနဲ့ရန်ထစ်ဖဲဆက်ဆံရေးနဲ့ညှိနှိုင်းမှုကိုဦးစားပေးခဲ့ကြပါတယ်ဒုတိယချက်ကထိုင်းဟာအင်္ဂလိပ်နဲ့ပြင်သစ်ကြား buffer state ဖြစ်နေတာပါအင်္ဂလိပ်ကမြန်မာမလေးရှားဘက်ပြင်သစ်ကလာအိုကမ္ဘောဒီးယားဘက်ဒါကြောင့်ထိုင်းကိုတိုက်ခိုက်ရင်အပြိုင်ဆိုင်ဖွင့်နိုင်လို့မသိမ်းခဲ့ကြပါဘူးတတိယအချက်ကနိုင်ငံကိုခေတ်မီအောင်အမြန်ပြောင်းလဲနိုင်ခဲ့တာပါပညာရေးဥပဒေစစ်တပ်အုပ်ချုပ်ရေးစနစ်တွေကိုအနောက်နိုင်ငံစနစ်နဲ့ကွိုင်းညီအောင်ပြုပြင်ခဲ့ပါတယ်စတုထားချက်ကတော့အချို့အကျိုးစီးပွားဆုံးရှုံးမှုတွေကိုလက်ခံခဲ့ရတာပါနယ်မြေအချို့ပေးလိုက်ရပြီနဲ့နိုင်ငံတနိုင်ငံအနေနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်နောက်ဆုံးအချက်ကထိုင်းမှာအကြမ်းဖက်ဆန့်ကျင်မှုမရှိခဲ့တာပါအနောက်နိုင်ငံတွေကစီးကဲမဲ့နိုင်ငံလို့မမြင်ခဲ့တဲ့အတွက်ကိုလိုနီလုပ်ဖို့အကြောင်းမရခဲ့ပါဘူးတမိုင်းကိုစိတ်ဝင်စားရင် like share လုပ်ပြီး follow လုပ်ထားပါနောက်ထပ်စိတ်ဝင်စားစရာတမိုင်းအကြောင်းတွေဆက်တင်ပေးပါမယ်